Okay ကျွန်တော်ဒီနေ့ mobile phone အသုံးပြုသူတိုင်းတီးကိုတည်ထားတဲ့ website လေးတစ်ခုအကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်။အဲ့ဒီ website လေးရဲ့နာမည်ကတော့ GSM Arena လို့ခေါ်ပါတယ်။အဲ့ဒီ website လေးကဘာအတွက်အလုပ်လုပ်တာလဲဆိုလို့ရှိရင်တော့ကဘာပေါ်မှာထွက်သမျှဖုန်းအားလုံးရဲ့ specification ကို detail ကြဖော်ပြပေးတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ဖုန်းသစ်ဝယ်ဖို့စဉ်းစားနေတဲ့သူတွေဖုန်းအကြောင်းလုံးဝနားမလည်တဲ့သူတွေဖုန်းအကြောင်းကိုအတွင်းကြလေးလာခြင်းတဲ့သူတွေအတွက်အလွန်အသုံးဝင်တဲ့ website လေးတစ်ခုပဲဖြစ်ပါတယ်ဘယ်လိုမျိုးဒီထီးကြဖော်ပြထားလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်အရင်ဆုံး Chrome ထဲကိုဝင်မှာ Chrome ရဲ့ search bar မှာ GSM Arena ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါ website ထဲကိုတန်းရောက်သွားပါလိမ့်မယ်သူ့ရဲ့ search bar မှာကိုသိကျင်တဲ့ဖုန်းရဲ့အမျိုးအစားကိုရိုက်ထည့်ပြီးတော့မှရှာကြည့်လို့ရပါတယ် Redmi Note 40 Pro 5G ပဲဆိုတော့ဝင်ကြည့်လိုက်မယ်ပထမဆုံးတွေ့ရမှာကဖုန်းရဲ့အပေါ်ယံအချက်လက်တွေနဲ့ဈေးနှုန်းပဲဖြစ်ပါတယ်အပေါ်ဝင်ထဲလောက်ထပ်ဆွဲလိုက်မယ်ဆိုရင်ပထမဆုံးတွေ့ရမှာကဖုန်းရဲ့ network ဘိုင်းမှာပြီးတော့ထုတ်လုပ်တဲ့ခုနှစ်ပါမယ် body မျိုးစားပါမယ် display မျိုးစားပါမယ်ပြီးတော့ platform ဘာ OS သုံးထားတာလဲပါမယ်ချစ်ဆက်ကဘာချစ်ဆက်သုံးထားလဲပါမယ် CPU ဘာမျိုးစားသုံးထားလဲပါမယ် memory မှာဆိုလဲဘယ်လောက် ROM တွေထွက်လဲဆိုတာပါမယ် main camera အနေနဲ့လဲပါမယ် selfie camera တွေအနေနဲ့လဲဘယ်လောက် megapixel ရှိလဲဆိုတာကိုအသေးစိတ်ဖော်ပြထားမှာဖြစ်ပါတယ် sound အနေနဲ့ဆိုရင်လဲဘာ speaker မျိုးစားသုံးထားလဲဆိုတာပါမယ်ပြီးတော့ wifi တွေ bluetooth တွေ GPS စနစ်တွေမှာ USB စနစ်တွေပါမယ်ပြီးတော့ feature အနေနဲ့လဲဘာ sensor တွေလဲပါမယ်ပြီးတော့ battery မှာဆိုလဲဘယ်လောက် mAh ဘယ်လောက် watt charging သွင်းနိုင်လဲဆိုတာလဲပါမယ်ပြောရရင်ဗျာဖုန်းတစ်လုံးလုံးရဲ့အစိပ်ပိုင်းအားလုံးကိုအသေးစိတ်ဖော်ပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အနေနဲ့သိထားမယ်ဆိုလို့ရှိရင်ဂျင်းထဲခံရမှာမဟုတ်ပါဘူးဒီလောက်ဆိုရင်နားလေသဘောပေါက်လောက်ပြီးထင်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးပါ